မင်္ဂလာပါရှင်ချစ်မိတ်ဆွေခုနှစ်ရက်သမီးရှင်တွေဖွားများအားလုံးတို့ရောဆင်မပွင့်ညခိုင်ရဲ့ချစ်တဲ့ဘက်သမီးအရင်ရွှေလက်တွဲဒိတ်ခံဝင်နေကြတဲ့တပည့်သမီးတွေရောနိုင်ငံတကာမှာရှိတော့မြန်မာနိုင်ငံတိုင်းနိုင်ငံဒေသအသီးသီးမှာရှိကြကုန်သောဆင်မပွင့်ညခိုင်ချစ်တဲ့ဘက်သမီးအရင်နဲ့တကွပေါ့နော်ဆင်မရဲ့ချစ်ခင်မှုမြတ်တာအစွမ်းထက်ခံယူတဲ့တပည့်သမီးတွေရောဆင်မရဲ့6လပိုင်းအဓိဋ္ဌာန်ကတော့အင်မတန်မှအောင်မြင်မှုတွေရရှိကြမှာဖြစ်ပါတယ်အဆဆရရအစဉ်ပြေတိုးတက်မြင်မာခြင်းတွေဖြစ်မှာဖြစ်ပါတယ်เนาะဆမ်မ9လပိုင်းအဓိဋ္ဌာန်ပေါ့နော်31ရက်နေ့ကဆမ်မနဲ့တူရွှေလက်တွဲအဓိဋ္ဌာန်ဝင်ပြီးတော့ပေါ့နော်9လပိုင်းအဓိဋ္ဌာန်အောင်တဲ့အခါမှာထီးစုတွေပေါက်ကြတယ်ကံကောင်းကြီးတွေဖြို့ပေါ်တယ်ပေါ့နော်လက်လာဘအကျိုးကိုမျှော်ကိုးပြီးတော့အဓိဋ္ဌာန်ဝင်တာမဟုတ်ကြပေမဲ့လေဆမ်မပြောတယ်လိုအပ်တဲ့အခက်အခဲစုတစုကိုတောင်းခွင့်ရှိတယ်တောင်းမှာကျန်တဲ့စုတွေကတော့ပြပါလိမ့်မယ်ဆရာမပါရမီဖြည့်ခဲ့တဲ့ကုသိုလ်တွေမှန်တဲ့သစ္စာစကားတွေသစ္စာပြုပြီးတော့သစ္စာဆိုပြီးတော့မှပေါ့နော်ဒီဒိဋ္ဌာန်လေးတွေကိုပေးလာတာ28နှစ်ကျော်ကာလရှိပြီး online ကနေပြီးတော့လည်းဒိဋ္ဌာန်လေးတွေပေးလာတာ9နှစ်ကျော်10နှစ်နီးပါးရှိနေပြီပေါ့နော် TikTok ကနေပြီးတော့လည်းတစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်เนาะအောင်မမြင်တဲ့စီးပွားရေးတိုးတက်တဲ့အလုပ်ကိုင်တွေအဆင်ပြေတယ်เนาะလက်တွေ့ထူးခြားမှုတွေရရှိကြတယ်လို့ဆရာမပြောခဲ့ပါတယ်ရှင့်ဒီနေ့ကအင်မတန်မှမင်္ဂလာစက်တရေအပေါင်းနဲ့ပြည့်စုံသောချစ်မိတ်ဆွေတထေးကြီးတွေတထေးမကြီးတွေမီလန်နာအဖြစ်မဲ့သူတွေရဲ့ကံကောင်းတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်များများလေး share ကုသိုလ်လေး share ပေးပါ follow လေးနှိပ်ပေးပါအပေါင်းလေးမနှိပ်ရသေးဘူးဆိုရင်အပေါင်းလေးနှိပ်ပြီးတော့ပေါ့နော်ကံကောင်းပြီးချမ်းသာပြီးငွေပိုက်ဆံတွေအစုလိုက်အပြုံလိုက်ဝင်ပြီးလို့မှတ်လိုက်ပါရှင့်ဆမ9လပိုင်း31ရက်နေ့အဓိဋ္ဌာန်အောင်တဲ့အခါမှာဆရာမရဲ့တစ်ဖက်သားသမီးတွေလည်းထီတွေပုတ်ကြတယ်လိုချင်တာတွေပေါ့နော်ပိုင်ဆိုင်ချင်တာတွေကြီးကျယ်မြင့်မြတ်တဲ့အဓိဋ္ဌာန်တွေလည်းအောင်နေစီးပွားရေးလုပ်ငန်းရှင်တွေရတနာလုပ်ငန်းလုပ်တဲ့သူတွေနော်ရွှေလုပ်ငန်းလုပ်တဲ့ကုန်သည်တွေအားလုံးလည်းအဆင်ပြေတဲ့သတင်းတွေကောင်းတဲ့သတင်းတွေကိုကြားရတယ်ပေါ့နော်အဲ့ဒီခါမှာဆရာမလည်းပဲကိုအဓိဋ္ဌာန်အောင်တဲ့အတွက်ကြောင့်မို့ပေါ့နော်ကိုလိုချင်တဲ့ဟာလေးတစ်ခုကိုဆူတောင်းအဓိဋ္ဌာန်လိုက်တယ်ပေါ့နော်ပထမပိုင်းကတော့အဓိဋ္ဌာန်မို့လည်းအစီအစဉ်မရှိပါဘူးဒါပေမဲ့ဆရာမ9လပိုင်းအဓိဋ္ဌာန်အောင်ပြီးတော့ပေါ့နော်ဒီနေ့6လပိုင်း9ရက်နေ့6လပိုင်းအဓိဋ္ဌာန်ပြန်ဝင်တဲ့နေ့မှာဘလို့မှထင်မှတ်မထားတဲ့အင်မတန်မှကြီးမားတဲ့ကံကောင်းခြင်းများစွာကိုဆရာမပိုင်ဆိုင်ရရှိပါတယ်ဒီနေ့ရဆိုလို့ရှိရင်လည်းပဲဆရာမဘဝရဲ့ပေါ့နော်အရန်ပျော်ရွှင်ရတဲ့နေ့တစ်နေ့ကံကောင်းတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ကံကောင်းခြင်းတွေအားလုံးပေါ့နော်ဆရာမရဲ့ချစ်မိတ်ဆွေ900သားသမီးရှင်တွေဖွားများအားလုံးတို့ရောချစ်တဲ့ဘက်သားသမီးအပေါင်းတို့ရောအောင်တက်တွေကူးပေးပါတယ်6လပိုင်းအဓိဋ္ဌာန်ဟာအင်မတန်မှကောင်းကျိုးများစွာရရှိမယ်ဆိုတာကိုဆရာမပြည့်ပြည့်ဝဝယုံကြည်ပါတယ်ရှင်6လပိုင်းအဓိဋ္ဌာန်မှာစီးစိမ်ဥစ္စာရတနာရွှေငွေတွေတိုးတက်ပါစေအသက်ရှူတိုင်းငွေတွေဝင်ပါစေရှင်အစွမ်းထက်လေးတွေ